နောက်တစ်ပုဒ်နံပါတ်10ပေါ့နော်ဒါလေးက2025အောက်တိုဘာနိုဝင်ဘာရဲ့ Maths B paper 2လေးရဲ့နံပါတ်10 question လေးပါဒါဆိုရင်ကျွန်တော် 3D question ဖြစ်သွားပြီပေါ့နော်ပေးထားတဲ့ပုံမှာဆိုရင်ကျွန်တော်ဒါဒီ solid ABCDE ကိုပေးထားပါတယ် solid ABCDE ကိုပေးထားတယ်ပြီးရင်ကျွန်တော်အောက်က horizontal BCDE က triangle ဒီမှာ CTE က triangle လို့ပဲပြောထားတာကျွန်တော် right angle triangle လို့ဘာမှပြောမထားတဲ့ကျွန်တော်ဒီဒါကို right angle triangle လို့ယူဆလို့မရပါဘူးပြီးရင် vertical face ABED က trapezium ABED ဒါဒီ trapezium ကြီးပါ trapezium ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မြင်းတစ်စုံပါပြိုင်နေပါတယ်ဒီမှာဆိုရင်ကျွန်တော် ED ရဲ့ B က vertical line ဖြစ်တဲ့အတွက်သူတို့နှစ်ခုဒီပြိုင်နေတယ်ပြီးရင်နောက်တစ်ခုက F က BC ပုံမှာရှိတယ် BF ratio FC က 2 ratio 1အဲ့တော့ BF က 2 ratio FC က 1 ratio ပေါ့နော်ပြီးရင်နောက်တစ်ခုကပေးချက်တွေပေးထားတာကကျွန်တော်ကို AC က20 AC 20ဒီမှာ AC ပေးထားပါတယ် triangle ကျွန်တော်ရှေ့တက်ရမြင်နေရတဲ့ triangle ADC ပါပေါ့နော်ပြီးရင် AD က10လို့ပေးထားတယ်ပြီးရင် BE က15 DE က12 angle BCE က45ကျန်တဲ့ဒီ4တောက်ဒီ90လို့ပြောထားပါတယ်ဒီမှာ angle 90ဒီမှာ90နှစ်ခုဒီမှာ90အခုကျွန်တော်ရှာခိုင်းတာက EF ကိုရှာခိုင်းတာအဲ့တော့ချိန် EF လေဒီကိုဆွဲပြီးတော့ကြည့်လိုက်မယ်ဆိုပြီးဒါဒီကျွန်တော်ဒီ triangle ဒီ right angle triangle မဟုတ်တဲ့အတွက်ကြောင့်လို့ကျွန်တော် AF ကိုလိုချင်နေဆိုရင်အနားတွေပြီးမှရမယ် sin ကိုသုံးမလား cos ကိုသုံးမလားအနည်းဆက်ဆုံးဖြစ်နိုင်တာကတော့ကျွန်တော်ဒီထောင်းနေတစ်ခုမှမသိတဲ့အတွက်ကြောင့်လို့ cos ကလည်းသူပေးထားတာအနားတွေများတဲ့အတွက်ကျွန်တော် cos formula ကိုပဲသုံးမယ်အဲ့တော့ triangle မှာဆိုရင် cos formula ဒီကျွန်တော် side AF ကိုသိချင်တယ်ဆိုရင်ကျန်တဲ့ size two side and the angles between them သူတို့နှစ်ခုကြားတွေကထောင်းသိမှရတယ် AB ရှာရမယ်ကျွန်တော် BF ကိုရှာရမယ် okay ပြီးရင် angle ABF ကိုကျွန်တော်ရှာရမယ်အဲ့တော့ကျွန်တော် step 1ရာ AB ရဲ့ BF ရဲ့ကိုရှာမယ်အဲ့တော့ BF ကိုရှာဖို့က BF ဒီ ratio နဲ့ပြီးထားတဲ့အတွက်ကြောင့် BF ကိုတိုက်ရိုက်ရှာလို့မရဘူး BC ကိုအရင်ရှာမှရအဲ့တော့ BC ကိုရှာဖို့ကအတွက်ဆိုရင်ပုံလေးကိုချက် B ကနေပြီးမှပြန်ခွဲထုတ်ပြီးတော့ဆွဲပြရမယ်ဆိုရင်ဒါလေးဒီ right angle triangle လေးဒီမှာသူကဒါလေးကို15လို့ပေးထားပါတယ်ဒီနားဟာလေးဒီ45ပါဒီမှာကကျွန်တော်ရှာမှာက BC ကိုရှာမှာဒီမှာ B တန်က C ဒီမှာက E အဲ့တော့ right angle triangle မှာတောင်းတောင်းနဲ့အနားတနားတည်တယ်ဆိုရင် other sides ကိုရှာလို့ရပါတယ်45ကနေကြည့်ရင်ဒါဒီ opposite BC is a hypotenuse side O ရဲ့ H ရဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က sin 45 equal to က15 by BC BC ကိုရှာမယ်ဆိုရင် BC equal to က15 by နေရာချင်းလိုက်တာပေါ့နော်ဒီနှစ်ခုနေရာချင်းလိုက်ရမယ် sin 45ကျွန်တော် calculator လေးနှိပ်ပါမယ်ဒီမှာကကျွန်တော် trigo ကို calculator နှိပ်တဲ့အခါမှာ degree မဟုတ်ပြအောင်ချိန်ပါနော်answer ဒီ15√2 centimeter ပေါ့အဲ့တော့ကျွန်တော် BF ကိုရှာမှာဖြစ်တဲ့အတွက် BF ဒီ ratio က2 BC ရဲ့2 by 3 15√2ဟုတ်ကျွန်တော် 10√2 ပေါ့နော်10√2 centimeter အဲ့တော့ကျွန်တော် BF ရပါပြီ AB ကိုရှာမယ်အဲ့တော့ချက်ဒီဟာကိုနည်းနည်းခဏဖြတ်ထားလိုက်မယ်နော်အဲ့တော့ AB ကိုရှာဖို့အတွက်က AB က trapezium ဖြစ်တယ်ပြင်မဲ့ကျွန်တော်ဒီဟာဒီ vertical line တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ချက် A ကနေပြီးမှ B ပေါ်ကို B ပေါ်ထောက်မဲ့ကြပြီးတဲ့တဲ့ဆွဲချလိုက်အဲ့ဒါဆိုရင်အောက်မှာကျန်နေတဲ့ဟာနှစ်ပိုင်းဖြစ်သွားမှာပေါ့ trapezium ဘယ်ပိုင်းနဲ့ဘယ်ပိုင်းလဲဆိုအပေါ်ပိုင်းက right angle triangle ဖြစ်ပြီးတော့အောက်က rectangle ဖြစ်သွားပါမယ်အဲ့တော့ ED က10ဆိုရင်ကျတို့ဒီပိုင်းလေးကဒီဟာလည်း rectangle ဖြစ်တဲ့အတွက်10အဲ့တော့ B တစ်ခုလုံးက15ဆိုတော့အပေါ်က
triangle လေးရဲ့ height ဒီ5ဖြစ်သွားမယ်rectangle လို့ပြောတဲ့အတွက်ကြောင့်မလို့ DE က12ဆိုရင်ကျတို့ဒါလေးကလည်း12အဲ့တော့ဒီမှာဆိုရင်ကျတို့ Pythagoras theorem အရာ AB ကိုရှာလို့ရပါပြီ AB equal to square root of 13 square plus 5 square square root of 194 centimeter ပေါ့ကျဲဒီမှာ exact form လေးနဲ့ပဲရေးခဲ့မယ်နော် approximate ရှာလိုက်တယ်ဆိုရင်ကျတို့နောက်ဆုံး answer ကတဖြည်းဖြည်းနဲ့နည်းနည်းမှားသွားမှာဆိုလို့ဖြေကိုဒီဖြေတွေဒီကျတို့ exact နောက်ဆုံး final answer မဟုတ်သေးတဲ့အတွက်ဒီမှာ exact form နဲ့ပြလို့ရတယ် exact form နဲ့ပဲပြခဲ့မယ်နော်ကျတို့အနားနားတော့ရသွားပြီခုနကချက်ပြောသလိုကျတို့ဘာကိုရှာမလဲဆိုတော့ပြမယ်နော်ဒီ triangle လေးကိုရှာမယ် angle AB F ကိုရှာအောင်ဒါပေမဲ့ triangle ABF နဲ့ triangle ABC နဲ့အတူတူပဲ ABF ကနေပြီးမှကျတော့ triangle ABF ကနေပြီးမှဒီ angle ကိုရှာလို့မရဘူးကျတော့လိုအပ်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ triangle ကိုမသုံးတော့အဲ့တော့ triangle ABC ရနေပြီးမှအချက်ဒီတောင်းကိုရှာလိုက်မယ်အဲ့တော့ခုနကကျတော့ရှာပြီးသား square root of 194 AB တိပြီးပြီ BC လည်းတိပြီးပြီ EC ကလည်းပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျတော့ cos rule ကိုသုံးပြီးတော့ angle ABC ကိုရှာလိုက်မယ် cos inverse cos rule ရဲ့ formula အရ reverse formula အရကျတော့ဒီဓာတ်ကိုရှာမယ်ဆိုရင် b ကအနားနှစ်ခု square တင်ပါမယ် minus အဲ့တော့ဒီကောင် AB ကို square တင်လိုက်တော့ square root ကို square တင်လိုက်194ဖြစ်သွားမယ် plus BC ကို square တင်လိုက် BC ဒီ15 root 2 the whole square minus တင် opposite side square ဆိုတော့20 square 2 into 194 into 15 root 2ကျတို့ဒီမှာက answer လေးထွက်လာပါပြီ 88.3 အဲ့ဆိုရင်ကျတို့ခုနပြောသလို AF ကိုရှာမှာကျတို့AF ကိုရှာဖို့အတွက်ကျတို့ဒီ triangle ကြီးမှာဒီထောင်လည်းတည်ပါပြီ88.ဒီနာ5လေးကမျက်စိလေးမှာဆိုလို့ပြန်လိုက်မယ်နော်အဲ့တော့ဒါဒီ88.3 BF လည်းတည်ပါပြီ 10 root 2အဲ့တော့ကျတို့ cos rule formula အရAF ကိုရှာလို့ရပါပြီ AF equal to က square root of square root of b နားနှစ်ခု square တင်ပါမယ်194 square root of 194 square တင်လိုက် square root ပြောင်းပါမယ်194 plus BF ဒီ10 root 2 square minus 2 into square root of 194 into 10 root 2 into cos 88.3AF ကိုကျတို့ calculator နှိပ်တဲ့အခါမှာ1 decimal place ကျတို့ဒီမှာရတာကတော့19.5528 1 decimal place ဆိုတော့နောက်ဆုံးကျမှချက်1 decimal place ယူလိုက် 90.6 centimeter unit လေးပါတက်ပြီမယ်နော်ဒါဒီနံပါတ်တန်အဖြေလေးပါ calculator မှာနှိပ်တာမှာတွေ့တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် careless ဖြစ်ရဲ့အဖြေမတိုက်ဘူးဆိုရင်ချဲကို comment လေးမှတ်ခဲ့ပေးလို့ရပါတယ်ချဲဖြေလေးပြည့်စစ်ပေးမယ်နော်ရှယ်နောက်တစ်ပုဒ်ဆက်သွားမယ်ပေါ့နော်နောက်တစ်ပုဒ်ကနံပါတ်11မှာနံပါတ်11ကကြတော့ကျတို့ဒီ graph equation ကတော့ကျတို့အဲ့ဒီစမှာမပါပဲမဲ့ CIE ရဲ့ EMAS မှာတော့ဒီ graph equation လေးရပါတယ်ပေါ့နော်ကျတို့ဒါကဘာကိုဆွဲထားရလဲဆိုတော့ဒါဒီ linear equation မှာပဲဒါပေမဲ့ဘာလုပ်ထားရလဲဆိုတော့ခါကျ modulus ယူထားတဲ့ graph equation ပေါ့နော် modulus of linear equation ကိုပုံဆွဲရင်ကျတို့ဒီ graph shape ရပါတယ်ကဲဒါ
အဲ့တော့ကျတို့ဒီပေးထားတာသူကပုံကိုပေးထားတယ်2 main က -8 ကနေ8သူပုံဆွဲထားတာဒီ -8 နဲ့8အတွင်းမှာပဲဆွဲထားတယ်လို့ပြောထားတယ်အဲ့တော့ဒီ figure 5လေးက consists of a straight line နှစ်ခုကို join လုပ်ထားတာ -83 -83 -40 ဆိုတဲ့ straight line လေးနဲ့တဲ့ -4,0 ရဲ့ 8,9 ဆိုတဲ့ straight line လေးဒီ